မလ18ရက်အတွက်နောက်ဆုံးရရှိထားတဲ့နိုင်ငံတော်ဝန်ကစစ်ရေးလှုပ်ရှားမှုတွေနဲ့ရဲသားထိခိုက်ဒေဆုံးမှုအခြေအနေတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့မလ18ရက်အင်္ဂါနေ့မှာနိုင်ငံတော်ဝန်မြို့နယ်ပေါင်း22မြို့နယ်မှာစစ်ရေးလှုပ်ရှားမှုနဲ့ရဲသားတွေကိုပြစ်ပတာတိုက်ခိုက်မှုစုစုပေါင်း38ကြိမ်နဲ့မနေ့ဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီထဲမှာဆိုရင်ထိထိတိုက်ပွဲ17ကြိမ်လေကြောင်းတိုက်ခိုက်မှုဖမ်းဆီးမှုလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်မှုနဲ့စစ်ကြောင်းထိုးဝင်ရောက်မှု4ကြိမ်စီရှိခဲ့ပြီးခြားဖြစ်စဉ်တွေလည်း4ကြိမ်ဖြစ်ပွားခဲ့ပါတယ်ဖြစ်စဉ်အဓိကဖြစ်ပွားခဲ့တဲ့ဒေသကတော့မကွေးတိုင်းဖြစ်ပါတယ်ကချင်ပြည်နယ်ကဒုတိယအများဆုံးဖြစ်ပြီးမန္တလေးတိုင်းကတတိယအများဆုံးပါရဲသားထိခိုက်ဒေဆုံးမှုတွေနဲ့ဖမ်းဆီးခံရမှုတွေလည်းမြင့်တက်နေစေဖြစ်ပါတယ်စီခန်းစားဘကာလအတွင်းရဲသားထိခိုက်ဒေဆုံးသူအရေအတွက်17ဦးထက်မနည်းရှိခဲ့ပါတယ်ထို့သဖြင့်မလ16ရက်မှာမွန်ပြည်ဘီလင်းမြို့နယ်ကရွှေမျိုးလုပ်ကွက်တစ်ခုကိုစစ်ကော်မရှင်ကဂျက်ဖိုက်တာနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ရဲသားပြည်သူအမျိုးသား2ဦးနဲ့အမျိုးသမီး2ဦးသေဆုံးခဲ့ပြီးရဲသားပြည်သူ5ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်